ပုရမင်းကြီးရင်တော့လည်းပဲမြန်မာပြည်ကိုတည်တယ်တတိယတယ်ပေါ့ဒါပေမဲ့ဒီ2019ခုနှစ်မှာ2019မှာပေါ့သူကိုယ်တိုင်ကြွလာပြီးနောက်ပိုင်းမှာဆိုရင်ပို့ပြီးတော့မြန်မာပြည်အတွက်သူ့ရဲ့နှလုံးသားထဲမှာဆိုရင်မြန်မာပြည်ကိုအမြဲပဲရှိနေပါအဲဒါကြောင့်မလွန်ခဲ့တဲ့တစ်နှစ်တောင်ကျော်ပေါ့နော်အပတ်တိုင်းလိုပဲတော့ဒီဗုဒ္ဓဘုရား general audience မှာပေါ့တနင်္ဂနွေနေ့ဆိုလို့ရှိရင်ခုနနေ့လေအန်ဂျလုစ်စတောင်းပြီးနောက်ပိုင်းမှာအမြဲသတင်းပေးတိုင်းမြန်မာပြည်ကိုအမြဲပဲထည့်ပြီးတော့ပြောလို့ရှိရင်မြန်မာပြည်ကိုမမေ့ကြဘူးအထူးသဖြင့်မြန်မာပြည်ရဲ့အခြေအနေခက်ခဲနေတဲ့အခြေအနေတွေပြည်တွင်းအခက်အခဲပရိက္ခတွေအကြောင်းမို့မြန်မာပြည်သူပြည်သားတွေစစ်ပြေးရတဲ့အခြေအနေအားလုံးသူသိရတဲ့ကြောင့်မို့ဒီအထူးသဖြင့် humanitarian needs ပေါ့နော်လူမှုရေးမှာစာဝတ်နေထိုင်မှာကူညီကြမှုရတယ်ဆိုကမ္ဘာလုံးအမြဲပဲနှိုးဆော်ပြီးတော့ပြည်တယ်အထူးသဖြင့်ဒီမြေငလီလုံးတဲ့ကမ္ဘာမနေ့ကပဲတနင်္ဂနွေနေ့ရပဲပေါ့နော်တနင်္ဂနွေနေ့ရပဲရမင်းကြီးကိုယ်တိုင်စကားနှုတ်ဆက်ပြောပြီးတော့မြန်မာပြည်ကိုအကြောင်းထည့်ပြီးတော့ပြောတယ်သူပြည်ဒီစကိုင်းမှာဖြစ်တဲ့မြေလင်းအကြောင်းမို့အခက်အခဲတွေ့နေကြတဲ့အခါမှာကမ္ဘာကြီးကမြန်မာပြည်ကိုဝိုင်းဝန်းကူညီကြဖို့ထောက်ပံ့ကြဖို့ကူညီကြဖို့ဆိုပြီးတော့ရမင်းကြီးမရှိတဲ့အခါမှာပေါ့နော်ဒီလိုမျိုးအမြဲပဲသတိပေးနေမဲ့အမြဲပဲနှိုးဆော်နေမဲ့ပုဂ္ဂိုလ်လည်းပဲရရှိဖို့ရတော့တူမျှော်လင့်ကြတယ်ပေါ့နော်